PK မျိုးချမိတဲ့အခါတင်းခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်သွားမလဲတင် PK ကိုမတော်တဆမျိုးချလိုက်တဲ့အခါသူကအစာရင်မျိုးတစ်လျှောက်ရှော့ဆင်းသွားပြီးစာရင်ရဲ့အစာချေ acid တွေကိုတက်တက်ကြီးကျသွားပါလိမ့်မယ် PK ကိုလူလုံးရာဘာတွေနဲ့ပြုလုပ်ထားတာကြောင့်အစာရင် acid တွေကသူ့အရေးမပြောစေနိုင်ပါဘူးဒါပေမဲ့လူတွေပြောလို့အစာရင်ထဲမှာ9နှစ်ကြာအောင်ကန့်ညိနေမှာမဟုတ်ပါဘူးအစာရင်ထဲမှာဆက်မနေပဲဦးသိန်းတွေကိုဆက်လက်ရွေသွားမှာဖြစ်ပါတယ်ပုံမှန်စားစာရင်နဲ့မတူပဲ PK မှာအာဟာရဓာတ်လုံးဝမပါဝင်တာကြောင့်သူမဟာဥမာကြီးတွေကိုရောက်ရှိသွားပါလိမ့်မယ်ဥမာကြီးတွေကိုရောက်တဲ့အခါမှာလည်း PK ကဦးလန်းချောင်းတစ်ချောင်းဆက်လက်ခီးနေပြီးနောက်2ရက်ကနေ3ရက်တွင်မှာပဲတင်းခန္ဓာကိုပြင်ပအောင်ဝမ်းအဖြစ်ပြန်နေဆွတ်ထုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်